dimension ဆိုတာစွမ်းအင်ရဲ့ပုံသဏ္ဍာန်တစ်ခုပဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဟာ field တွေထဲမှာရှင်းသနေကြတာပါလျှက်စစ်စကွင်းတန်လိုက်စကွင်းစတဲ့ field ပေါင်းစုံတွေမှာကျွန်တော်တို့ရှိနေကြပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့တစ်ခါမှမစဉ်းစားဘူးသေးတဲ့ concept တစ်ခုကိုတင်ပြချင်ပါတယ်အဲ့ဒါကတော့ dimensional field theory DFC ပါ dimension ဆိုတာဘာလဲ dimension ဆိုတာကိုလူအများစုကတိုင်းတာမှုတစ်ခုလိုပဲမြင်ကြပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ theory အရ dimension ဆိုတာပုံစံကွက်တစ်ခုနဲ့တူပါတယ်ခွက်ထဲကိုရေလောင်းထည့်လိုက်ရင်ရေကခွက်ရဲ့ပုံသဏ္ဍာန်အတိုင်းပဲနေရာယူရတယ်လို့မျိုးကျွန်တော်တို့ဓာတ်ဝတ္ထုတွေကလည်း dimension ရဲ့တီးဆော့ပုံအတိုင်းပဲဖြစ်တည်နေကြရတာပါ 3D dimension နဲ့မှာရှိနေလို့ဒါကျွန်တော်တို့က x y z လမ်းကြောင်းတွေအတိုင်းရွေ့လျားနိုင်တာဖြစ်ပါတယ် dimensional field concept အခု quantum field theory ကိုအခြေခံပြီးတစ်ဆင့်တိုးစဉ်းစားကြည့်အောင်အရာအလုံးက field ဆိုရင် dimension ကိုရောဘာလို့ field လို့သတ်မှတ်မနိုင်ရမှာလဲဒီ dimensional field တွေမှာစွမ်းအင်တွေပြည့်နှက်နေပါတယ်အဲ့ဒီစွမ်းအင်တွေဟာအမြဲတမ်းငြိမ်သက်မနေပဲလှိုင်းကြရတွေ fluctuation တွေဖြစ်နေပါတယ်အဲ့ဒီလှိုင်းတွေထပ်မိပြီးစွမ်းအင်တိတ်တဲ့စား energy density များလာတဲ့နေရာတွေမှာ matter လို့ခေါ်တဲ့ဓာတ်ဝတ္ထုတွေဖြစ်လာပါတယ်ဒါဟာ Higgs field ထဲမှာ Higgs boson လေးတွေဖြစ်လာတဲ့သဘောတရားနဲ့အတူတူပါပဲ field တစ်ခုကနေနောက်ထပ် field တစ်ခုကိုလည်းမွေးထုတ်ပေးနိုင်ပါသေးတယ်ဥပမာ 5D field တစ်ခုမှာစွမ်းရည်တိတ်တဲ့စားအများများလာတဲ့အခါ 4D field အသစ်တစ်ခုကိုဖန်တီးပေးလိုက်ပါတယ်ဒါဟာကျွန်တော်တို့ 3D အရာဝတ္ထုတစ်ခုကနေ 2D အရိပ်တစ်ခုကိုဖန်တီးလိုက်တယ်လို့မျိုးပါမူလအရာကပျောက်သွားမသွားပဲ dimension တစ်ခုရော့နေတဲ့အရာတစ်ခုထွက်ပေါ်လာတာပါတော်လွင်ပြောင်းလဲလိုက်တဲ့ E = mc²ဒီနေရာမှာကျွန်တော်ရဲ့ theory ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအချက်ကိုပြောပြပါစေအိုင်စတိုင်းကဓာတ်ထုဟာစွမ်းအင်ရဲ့ပုံသဏ္ဍာန်တစ်ခုပဲလို့ပြောခဲ့တယ်လို့ပဲကျွန်တော်ကတော့ dimension ဟာလည်းစွမ်းအင်ရဲ့ပုံသဏ္ဍာန်တစ်ခုပဲလို့အဆိုပြုချင်ပါတယ်ဒါကိုဘာမှသက်သေပြလို့ရမလဲဆိုရင် black hole ရဲ့ singularity မှာပါ black hole တွေက dimension တွေကိုဝါမျိုးပိတယ်လို့ပြောကြပါတယ်တကယ်တော့ black hole ဟာ dimension တွေကိုစွမ်းအင်အဖြစ်ပြောင်းလဲပြီး gravity ပုံစံနဲ့အသိမ်းဆောက်ထားတာပါဒီအမြင်နဲ့ကြီးမယ်ဆိုရင် black hole နဲ့ပတ်သက်တဲ့နားမလည်နိုင်တဲ့ပု္ပ္ပစာတွေအားလုံးကိုအဖြစ်ရှားနိုင်မှာဖြစ်ပါတယ်ဒီကုန်းချုပ်အားရင်ကျွန်တော်တို့သိထားတဲ့ big bang ဆိုတာအစိမြင့် dimension တစ်ခုကနေကျွန်တော်တို့ရဲ့ 4D field ဖြစ်ပေါ်လာတဲ့ဖြစ်စဉ်ပါကျွန်တော်တို့ရဲ့စัจ java ကြီးဟာကြီးမားတဲ့ dimension နဲ့ field ကြီးတစ်ခုတည်းက matter group တစ်ခုတာဖြစ်ပါတယ်ဒီ concept ကိုနားလည်သွားတဲ့နေ့မှာကျွန်တော်တို့ကတခြားသော parallel universe တွေနဲ့ပါဆက်သွယ်နိုင်လာမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်